ကျွန်တော်ကတော့ထွေထွေထူးထူးသမားတော့ဒေါက်တာမိုးအောင်ကျော်နိုင်ဖြစ်ပါတယ်ဒီနေ့ကမ္ဘာသွေးတိုးယောဂနေ့အထိမ်းအမှတ်လူမှုပညာပေးဟောပြောခြင်းအစီအစဉ်ဖြစ်ပြောကြားသွားမှာဖြစ်ပါတယ်ပထမပိုင်းအနေနဲ့သွေးတိုးယောဂနဲ့ပတ်သက်တဲ့အယူဆမှားများနဲ့မှန်ကန်တဲ့အယူဆတွေကိုပြောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1လူတစ်ယောက်ဟာသွေးပေါင်ချိန်140-90 မီလီမီတာမာကျူရီကျော်မှသာလျှင်သွေးတိုးယောဂဖြစ်သည်ဆိုတာအယူဆမှားဖြစ်ပါတယ်အခုအချိန်မှာတော့လူတစ်ယောက်ရဲ့သွေးပေါင်ချိန်ဟာ130-80ကျော်ပြီဆိုလို့ရှိရင်သွေးတိုးလို့သတ်မှတ်နေပြီဖြစ်ပါတယ်။နံပါတ်2အနေနဲ့အမျိုးသားများကသွေးပိုတိုးတတ်သည်ဆိုတာလေမှားပါတယ်။အသက်အရွယ်ပေါ်မူတည်ပြီးတော့အသက်50အောက်ပိုင်းမှာတော့အမျိုးသားတွေကသွေးတိုးတာပိုတွေ့ရပေမဲ့အသက်50ကျော်ပြီဆိုရင်တော့အမျိုးသားရောအမျိုးသမီးများပါသွေးတိုးနှုန်းကအတူတူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အမျိုးသားအမျိုးသမီးတွေရဲ့သွေးတိုးနှုန်းကအတူတူပဲဖြစ်တယ်လို့မှတ်ရမှာဖြစ်ပါတယ်။နံပါတ်3ကတော့လူတစ်ယောက်ကမျိုးရိုးလိုက်တဲ့အတွက်ကြောင့်မလို့သွေးမတိုးအောင်ကာကွယ်လို့မရနိုင်ဘူးဆိုတာအယူအဆမှားဖြစ်ပါတယ်ကို့မှာသွေးတိုးတဲ့မျိုးရိုးရှိပေမဲ့လည်းအစားအသောက်နေထိုင်စင်ကြင်မယ်ဆိုလို့ရှိရင်သွေးမတိုးအောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်နံပါတ်4သွေးတိုးဆိုတာအသက်ကြီးတဲ့လူမှဖြစ်တာလူငယ်များမှမဖြစ်ဘူးဆိုတာအယူအဆမှားဖြစ်ပါတယ်လူကြီးတွေမကဘူးမြည်သူမဆိုသွေးတိုးနိုင်ပါတယ်အခုနောက်ပိုင်းမှာတော့လူလပိုင်းများမှာပါသွေးတိုးတာကိုပုံမပြီးတွေးရှိလာတာရှိပါတယ်နံပါတ်5အနေနဲ့ကတော့ဒီကျန်းမာသွန်ဆန်းသူအားကစားလိုက်စားသူတွေလူငယ်တွေဆိုရင်တော့သွေးမတိုးပါဆိုတာအယူအဆမှားဖြစ်ပါတယ်အခုအချိန်ဒီမှာမြည်သူမဆိုเนาะကျန်းမာနေတော့လဲတန်ဆွမ်းနေတော့လဲနောက်အားကစားလိုက်စားတော့လဲပဲသွေးတိုးနိုင်တာဖြစ်ပါတယ်နံပါတ်6အနေနဲ့ကတော့ကော်ဖီတောက်ရင်သွေးတိုးတယ်ဆိုတာအယူအဆမှားဖြစ်ပါတယ်အဲ့တော့ကော်ဖီထဲမှာပါတဲ့ caffeine ဓာတ်ကယာယီသွေးတိုးခြင်းကိုဖြစ်နိုင်တယ်လို့တွေးရှိထားတော့လည်းပဲကော်ဖီပုံမှန်တောက်သုံးခြင်းကြောင့်မလို့သွေးတိုးယောဂဖြစ်စေနိုင်မှုပိုများတယ်ဆိုတဲ့တွေးရှိချက်မရှိပါဘူးဒါကြောင့်တင့်ယုံတောက်မယ်ဆိုလို့ရှိရင်တော့ကော်ဖီကြောင့်သွေးတိုးယောဂမဖြစ်နိုင်ပါဘူးလို့ပြောချင်ပါတယ်နံပါတ်9အနေနဲ့ကတော့သွေးတိုးတဲ့သူတွေနဲ့အနေနဲ့အစားထဲမှာဒီစားကိုမစားဘူးစားကိုရှော့ချသုံးစားရမယ်ဆိုလို့ရှိရင်လုံလောက်ပြီဆိုတာအယူဆမှားဖြစ်ပါတယ်အဲ့တော့အစားတောက်ထဲမှာအိမ်သုံးစားထည့်တာကတော့ကိုယ့်ရဲ့အိမ်မှာချက်ပြုတ်တဲ့အခါမှာထည့်တဲ့စားကိုတင်းတစ်လျောက်ပတ်ယုံထည့်ယုံနဲ့ဆရာတို့သွေးတိုးကိုကာကွယ်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ဆိုဒီယမ်ပါဝင်သောတခြားအစားအသောက်တွေအများကြီးရှိပါတယ်ဥပမာအဖြစ်ဆော်ဒါအနေနဲ့ပါဝင်တဲ့ပါမုတ်တို့เนาะ cheese နောက်ကြာရှည်ခံအစားအသောက်တွေအချိုမှုန့်တို့เนาะအဲ့ဒီထဲမှာလည်းအငန်ဓာတ်ဆိုဒီယမ်ပါဝင်တဲ့အတွက်ကြောင့်အဲ့ဒီအစားအသောက်တွေပုံမှန်တဲ့စားသုံးမယ်ဆိုရင်လည်းသွေးတိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့အိမ်သုံးစားတစ်ခုတည်းရှောင်ကျဉ်ုံနဲ့သွေးတိုးကိုကာကွယ်နိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့စိတ်ပိုင်းဆိုင်ရာပါအဲ့တော့ကိုယ့်ရဲ့စိတ်ကိုအေးအေးထားတတ်တယ်စိတ်ဖြည့်ဆည်းမှုလည်းမရှိဘူးပျော်ပျော်နေတတ်တယ်ဒါကြောင့်ကိုယ့်စီမှာသွေးတိုးယောဂမဖြစ်နိုင်ဘူးဆိုတဲ့အယူဆမှားပါအဲ့တော့ကိုယ်စိတ်မှာပျော်ပျော်နေတတ်တယ်စိတ်ဖြည့်ဆည်းမှုမရှိတော့လည်းပဲသွေးတိုးစေတတ်တဲ့အခြားကိစ္စတွေရှိတဲ့သူတွေမှာဆိုရင်သွေးတိုးနိုင်တာဖြစ်ပါတယ်ဥပမာအစားအသောက်เนาะဒါကြောင့်မလို့ဒီစိတ်ဖြည့်ဆည်းမှုမရှိုံနဲ့တင်သွေးတိုးမဖြစ်နိုင်ဘူးလို့ပြောလို့မရပါဘူးနံပါတ်9ကတော့သွေးတိုးလျင်လက္ခဏာပြသည်เนาะအဲ့တော့တချို့လူနာတွေပြောပါတယ်ခေါင်းမူးတယ်စက်ကြောထိုးတယ်အဲ့ကြမှာသွေးတိုးတယ်ပေါ့နော်ဆိုတော့သွေးတိုးတာဒီအများအားဖြင့်လက္ခဏာမရှိဘူးသွေးပေါင်ချိန်ချိန်မှသာလျှင်သိရပါတယ်ပေါ့နော်အဲ့တော့တချို့တွေမှာတော့လေသွေးနည်းနည်းတိုးတဲ့အခါမှာဒီလက္ခဏာပြတဲ့လူတွေရှိတတ်တယ်အဲ့ဒါလေးတွေကတော့ခေါင်းမူးတယ်ခေါင်းအုံတယ်စက်ကြောထိုးတယ်ဆိုပြီးတော့ပြောတတ်တာတွေရှိပါတယ်ဒါပေမဲ့လူတိုင်းမှာမဟုတ်တဲ့အတွက်ကြောင့်မလို့သွေးတိုးကိုလက္ခဏာနဲ့ဆရာတို့ဆုံးဖြတ်လို့မရပါဘူးသွေးပေါင်ချိန်မှတပါမသိနိုင်ဘူးပေါ့နော်ဒါပေမဲ့သွေးတအားတိုးရုံးနေနော်160 100နဲ့အထက်ကျော်တယ်ဆိုတချို့မှာလက္ခဏာပေါ်တယ်နောက်သွေးရမ်းတိုးသွားတယ်ဆိုတာမျိုးက180 120ပေါ့နော်အဲ့ထက်ကျော်တယ်ဆိုလို့ရှိရင်တော့ခေါင်းမူးပြုတ်မျက်စိဝါးဒါမျိုးလေးတွေပါတွေ့ရတယ်အဲ့တော့သွေးအရမ်းတိုးမှသာလျှင်လက္ခဏာပေါ်တယ်လို့မှတ်ထားပါမယ်တာမန်သွေးတိုးတာကိုလက္ခဏာနဲ့ပြော၍မရပါဘူးနံပါတ်10ကတော့သွေးတိုးသည်ကုသပြောက်ကင်းနိုင်သည်ဆိုတော့သွေးတိုးယောဂဆိုတာခန္ဓာကိုယ်ရဲ့ကဒီမျိုးရိုးဗီဇနဲ့အတွင်းမှာရှိတဲ့ဒီသွေးကြောနံရံတွေမှာပြဿနာတွေယောဂတွေဖြစ်တဲ့အတွက်ကြောင့်သွေးတိုးဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါအကြောင်းမလို့သွေးတိုးဖြစ်ပြီလို့သတ်မှတ်တဲ့လူတစ်ယောက်ကအပြီးပြောက်ကင်းနေဆိုတာမရှိဘူး
အပြီးပြောက်ကင်းနေဆိုတာဆေးမတောက်ဘဲနဲ့သွေးပေါင်ပုံမှန်ဖြစ်နေဖို့ဆိုတာတော်တော်ခဲရင်းနေပေါ့နော်ဒါကြောင့်ပျောက်ကင်းအောင်လုပ်လို့မရတယ်နာတာရှည်ယောဂအုပ်စုထဲမှာထည့်ထားတယ်မပျောက်ကင်းတော့လည်းပဲအစားတောက်နေထိုင်ဆင်ခြင်မဲ့ဆေးဝါးတွေနဲ့သွေးပေါင်ကိုပုံမှန်ဖြစ်နေအောင်ပဲထိန်းသိမ်းလို့ရပါတယ်ဒါကိုတချို့တွေကပျောက်ကင်းတယ်ဆိုပြီးတော့ယူဆမှားနေတတ်တယ်ပေါ့နော်ဆေးတောက်ပြီး120 80ဖြစ်နေတာသွေးတိုးပျောက်သွားတာမဟုတ်ပါဘူးသွေးတိုးကိုထိန်းလို့ရနေခြင်းသာဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ညီဆေးဝါးတွေတောက်သုံးဖို့ဆက်လက်လိုအပ်နိုင်ပါတယ်နံပါတ်7ကတော့သွေးတိုးလျင်သွေးကြစီတောက်မှရမယ်เนาะအဲ့တော့သွေးကြစီတောက်ကိုတောက်ရမယ်ဆိုတဲ့သဘောပေါ့เนาะအဲ့တော့သွေးတိုးတဲ့အခါမှာသွေးပထမအဆင့်သွေးတိုးတဲ့သူတွေမှာဆိုရင်တော့ဆရာဝန်တွေကစီးမပေးခင်မှာကျွန်တော် lifestyle changes လို့ခေါ်တဲ့အစားအသောက်အနေထိုင်ပြုပြင်မှုကိုအရင်ပြုလုပ်ရပါတယ်အဲ့လိုအရင်ပြုလုပ်ပြီးတော့မှသွေးပေါင်ချိန်ကိုထိန်းသိမ်းလို့မရဘူးဆိုမှသာလျှင်ဒီဆေးနဲ့သွေးပေါင်ချိန်ကိုထိန်းသိမ်းမှုကိုညွှန်ကြားလေးရှိပါတယ်ဒါကြောင့်သွေးတိုးတာနဲ့ဒီသွေးကြစီတန်းတောက်ဖို့မလိုအပ်ပါဘူးနံပါတ်7အနေနဲ့ကတော့သွေးတိုးပုံမှန်ဖြစ်လျင်ဆေးရရသည်ဒါကတော့လူနာတော်တော်များများအယူဆမှားဖြစ်ပါတယ်เนาะသွေးပေါင်ကြစီဆရာဝန်ကညွှန်လိုက်တယ်တောက်တယ်သွေးပေါင်ချိန်ပုံမှန်ဖြစ်လိုက်တဲ့အခါမှာဆေးကိုရက်လိုက်တယ်ပေါ့နော်အဲ့တော့ပုံမှန်ဖြစ်သွားပြီပျောက်သွားပြီဆိုပြီးဆေးမတောက်ဘူးဒီဓာတ်ထဲမှာသွေးပေါင်ချိန်မချိန်ဖြစ်တဲ့အခါမှာသူသွေးတိုးနေတာကိုမသိတော့ဘူးပေါ့နော်ဒါကြောင့်မလို့ဆရာဝန်နဲ့မတွေ့တဲ့တစ်နှစ်နှစ်နှစ်လောက်အတွင်းမှာသူ့ရဲ့သွေးပေါင်တွေကတက်ပြီးတော့နောက်ဆက်တွဲပြဿနာတွေနဲ့ဆရာဝန်စီပြန်ရောက်လာတာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့ဒီသွေးတိုးကြစီတောက်ပြီးသွေးပေါင်ချိန်ပုံမှန်ဖြစ်ပြီးဆုံးနဲ့ဆေးကိုရက်လိုက်လို့မရဘူးဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီဆက်လက်တောက်သုံးဖို့လိုတယ်ကိုဆေးမတောက်ချင်ရင်လည်းဆရာဝန်စီပြန်ပြပြီးတော့ဆေးမတောက်လို့ရပြီလားပေါ့နော်အစားတောက်နေထိုင်ဆင်ခြင်တယ်ကိုယ့်ရဲ့သွေးပေါင်ချိန်လည်းကောင်းနေတယ်ဆေးရက်လို့ရပြီလားဆိုပြီးတော့တိုင်ပင်ပြီးမှဆရာဝန်ရဲ့ဒီအကြံပြုချက်အရရက်လို့ရနိုင်တဲ့အနေအထားမျိုးလည်းရှိပါတယ်ဒါပေမဲ့ကိုယ့်ရဲ့သွေးပေါင်ကိုပုံမှန်စစ်ဆေးနေမှသာလျှင်သွေးပြန်တိုးတာကိုသိနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့သဘောနဲ့သွေးပေါင်ကြဆေးတွေကိုရပ်ဖို့မသင့်ပါဘူးနံပါတ်73အနေနဲ့ကတော့လူနာတွေကနေဒီသွေးတိုးကြဆေးကိုအစာရှိမှတောက်လို့ရမယ်ဆိုတဲ့အယူဆမှားပါဘောနော်ဥပမာကျွန်တော်တို့ဒီသွေးကြဆေးကိုဆရာဝန်ကမနေ့တစ်ချိန်ညတစ်ချိန်ပေးထားတယ်အဲ့တော့မနေ့တစ်ချိန်ပုံမှန်တောက်တယ်ညဘက်ကိုကြတော့ဒီဥပုသ်ဆောင်မှာဖြစ်တဲ့ဆိုပြီးတော့နေ့လယ်မှာတောက်လိုက်တဲ့လူတွေလည်းတွေ့ဘူးတယ်နောက်တစ်ခါဒီဟန်းတန်ဃာတွေထဲမှာလည်းညနေစာတောက်ရမယ်ပေးလိုက်တဲ့သွေးကြဆေးတောက်ဖို့အတွက်ကိုအစာစားနေရတယ်ဆိုပြီးပြောတာတွေလည်းဆရာတို့ကြုံမှုတယ်ပေါ့နော်ဒါကြောင့်သွေးကြဆေးအများစုဒီအစာရှိလဲရတယ်အစာမရှိလဲရတယ်ပေါ့နော်ဒါကြောင့်အစာစားဖို့မလိုဘူးဆရာဝန်ရဲ့ညွှန်ကြားချက်မနေ့နဲ့ညနေနဲ့2ကြိမ်တောက်ပါဆိုလို့ရှိရင်2ကြိမ်တောက်ရမယ်အဲ့တော့သွေးကြဆေးမှာအချိန်မှန်မဟုတ်ပဲပိုအရေးကြီးပါတယ်အစာကအရေးမကြီးပါဘူးဒါကြောင့်ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ညီအစာမရှိလဲတောက်လို့ရတယ်အစာရှိလဲတောက်လို့ရတယ်เนาะအဲ့ဒီမှာကြုံလို့အစာနဲ့သွေးကြဆေးနဲ့ပတ်သက်ပြီးတော့တခုထပ်ပြီးပြောချင်တာလေးရှိပါတယ်အကယ်၍ medical check up လုပ်လို့เนาะမနေ့ကိုဘာမှအစာလည်းမစားနဲ့ဆေးလည်းမတောက်နဲ့လို့เนาะညွှန်ကြားချက်ရရင်တောင်မှပဲကိုယ်အနေနဲ့သွေးတိုးတတ်တဲ့လူဆိုရင်သွေးတိုးထိန်းသိမ်းမှုเนาะလိုအပ်ချက်ရှိတဲ့လူဆိုရင်တော့မနေ့မိုးလင်းရင်ရေနဲ့သွေးကြဆေးတောက်လို့ရတယ်ဆိုတော့အကြံပြုချက်တွေလည်းရှိပါတယ်ပေါ့နော်အဲ့တော့အတိအကျကတော့ကိုယ်ကိုကုသပေးနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့သွေးကြဆေးကိုအစာနဲ့တောက်ရမှာလားအစာမရှိဘဲတောက်ရမလား medical check up ကျန်းမာရေးစစ်ဆေးဖို့အတွက်သွေးစစ်တဲ့အခါမှာဒီသွေးကြဆေးတောက်ဖို့လိုလားမလိုဘူးလားဆိုတာကိုစနစ်တကျမေးမြန်းပြီးမှတောက်မယ်ဆိုလို့ရှိရင်ဒီသွေးတိုးရဲ့နောက်ဆက်တွဲအန္တရာယ်တွေကိုလည်းကာကွယ်ပြီးဖြစ်မယ်လို့ပြောချင်ပါတယ်အဲ့တော့ရှေ့မှာကျတို့ပြောခဲ့တဲ့ဟာတွေဒီသွေးတိုးယောဂနဲ့ပတ်သက်တဲ့အယူအဆမှားနဲ့မှန်ကန်တဲ့အယူအဆတွေကိုပြောကြားသွားတာပဲဖြစ်ပါတယ်အဲ့တော့သွေးတိုးရှိတဲ့လူတစ်ယောက်အနေနဲ့မိမိသဘောအနေနဲ့ဆေးကိုရက်ဖို့မသင့်ဘူးဆိုတာလေးကိုအထူးအားဖြင့်ဒီနေရာမှာဆရာအနေနဲ့အကြံပေးပြောချင်တာဖြစ်ပါတယ်